တရားရီဒါကခမမျိုးလင်းထားတဲ့ခြေစွမ်းမျိုးလားများဗျခမကဂျင်ညာချက်တစ်ခုထုတ်ပြန်နိုင်မဲ့ခြေစွမ်းမျိုးလိုချင်တယ်လို့ပြောခဲ့တယ်နော်ဟုတ်ပါတယ်ကျွန်တော်ဂျင်ညာချက်ထုတ်ပြန်နိုင်မဲ့ခြေစွမ်းနဲ့နိုင်မဲ့တစ်ခုကိုလိုချင်ခဲ့ပါတယ်ဒါပေမဲ့တစ်ခါပြန်ပြီးအခြေအနေကိုတော့ဖွင့်ပေးခဲ့သူကဘဟုနောက်ခံလူတယောက်ကြီးဖြစ်နေပြန်ပါရောလားဘော်လာရီနဲ့လူဘောလုံးမဲ့အတူကြည့်နေတဲ့အခြေအနေတစ်ပြေးညီရင်ခုန်စွာနဲ့ဘောလုံးမဲ့တွေစော့စားခြင်းနဲ့ဆိုတော့ဝိုင်းရင်စားမကြီးအင်နီစတာနဲ့လက်တွဲထားတဲ့မဲပဲရှိပါတယ်ကျွန်တော်ရဲ့ promo code the ones ကိုအသုံးပြုပြီးတော့လဲ၄သိန်းခွဲအထိ bonus ယူလို့ရပါတယ်ကျွန်တော် comment လေးမှာ link လေးချပေးထားပါတယ်တရားရီသူတို့အကြောင်းကိုခင်ဗျာတော်တော်လေးကိုချီးကျူးပြောဆိုသွားခဲ့တယ်နော်အခုဒီပြိုင်ပွဲရဲ့ရေဘက်အစားအဆုံးအသင်းတွေနဲ့ဒီဘိုင်ယန်မျိုးနဲ့ PSG အသင်းတို့နဲ့တန်းထဲမှာထားပြီးတော့ပြောနေကြပါပြီခင်ဗျာလဲအဲ့လိုပဲမြင်လားဆိုတော့ဂျမ်မီဘလို့များထင်တယ်အခုအချိန်ကတော့အာဆင်နယ်အသင်းနဲ့ဘိုင်ယန်နီအသင်းကတော့ကျွန်တော်မြင်မှုသမျှအထဲမှာတကယ်ကိုအထင်ကြီးစရာအကောင်းဆုံးအသင်းအသင်းဖြစ်နေပါတယ်ပြည်တွင်းမှာသူတို့လုံနေတာတွေနောက်ချန်ပီယံလိမှာသူတို့လုံပြနေတာတွေကိုကြည့်လိုက်ရင်တော့တော်တော်ကိုအထင်ကြီးစရာကောင်းနေပါတယ်ကျွန်တော်ဒီအစီအစဉ်မှာရင်းကပြောခဲ့ဘူးဆိုလိုပါပဲအာဆင်နယ်ကိုချန်ပီယံလိကလပ်တစ်ခုအနေနဲ့ဘယ်တော့မှမမြင်ခဲ့ဘူးပါသူတို့ဘယ်တော့မှမရဘူးယုံနေမဟုတ်ပါဘူးတခုခုတော့လိုနေသလိုပါပဲဆိုတော့သူတို့နဲ့ဆက်ဆက်မှုရှိသလိုခံစားရပါတယ်ဆိုတော့သူတို့က40ဆုံးတော့ဘယ်တော့မှမရောက်ခဲ့ဘူးလေဒါတရားရီရဲ့အသင်းကကျွန်တော်ပရီးမီးယားလိမှာရင်ဆိုင်ခဲ့ဘူးသမျှအသင်းထဲမှာအကောင့်ကအကောင်းဆုံးအသင်းဖြစ်ခဲ့ပြီမဲ့ချန်ပီယံဖြစ်ဖို့လုံလောက်အောင်နေဆက်ခဲ့တယ်လို့တော့ကျွန်တော်တော့မထင်ခဲ့ပါကျွန်တော်တို့တော့မဖြစ်ခဲ့ဘူးဗျာကျွန်တော်တို့ဘိုလူပွဲအထိတော့ရောက်ခဲ့ပါတယ်အဲ့ဒီအသင်းတော့မဟုတ်ဘူးပေါ့လေဟုတ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ဘိုလူပွဲကိုရောက်ခဲ့ပါတယ်ဒါပေါ့ဆိုတော့ဂျမ်မီဒါပေမဲ့ကျွန်တော်ဒီအသင်းကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်ရဲ့ပြန်ပွဲသမိုင်းကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ကတက်စစ်ပိုင်းမှာတိတ်မကောင်းခဲ့ပေမဲ့ခန်းစစ်ပိုင်းမှာမာခဲ့ပါအခုသူတို့ခန်းစစ်ပိုင်းဘလောက်ဒီခိုင်မာလဲဆိုတာကိုကြည့်လိုက်လိအဲ့ဒါကရှုံးတဲ့အဆင့်ကိုရောက်တဲ့အခါမှာအင်ကွင်းအဝေးကွင်းနှက်ကြော့စားတဲ့အခါမှာခင်ဗျားအမြဲတမ်းအခွင့်အရေးရှိနေမယ်ဆိုတာကိုပြသနေတာပဲဗျခင်ဗျားခန်းစစ်ပိုင်းမှာခိုင်မာနေအမြဲတမ်းအခွင့်အရေးရှိတယ်အဲ့တော့ကျွန်တော်တို့ကိုဒီပြိုင်ပွဲကိုအနိုင်ရနိုင်တဲ့အသင်း၄-၅သင်းတွေကတသင်းလို့မြင်တာပဲဆိုတော့မေဂါရစ်ချက်ရေကျေးဇူးတင်ပါတယ်ဗျာဒါကတကယ်ကိုပြောစရာကောင်းခဲ့တယ်ဗျဒုတိယပိုင်းကဘလောက်တောင်ကောင်းနေပွဲလဲဗျခင်ဗျားတို့ရဲ့သုံးသက်ချက်တွေအတွက်တော့ခင်ဗျားတို့ကိုချီးကျူးရမှာပဲကျွန်တော်တို့ကဘယ်ဒီကစားမားတွေကိုဘလို့ကြည့်တင်လဲဆိုတာကိုမေးကြတော့ယောရက်စ်ကဒီကနေရာမှာကယ်တင်ရှင်ကြီးဖြစ်ခဲ့ပြီးနှစ်ကိုတော့တွင်းသွားခဲ့တယ်ဗျဆိုတော့သူ့ရဲ့ခြေစမ်းနဲ့ပတ်သက်ပြီးတော့ဘလို့များထင်ကြီးမိလဲဗျမေဂါရစ်ချက်သူကလုံးဝကိုဇွဲမလျှော့ပဲနဲ့ဆက်ပြီးတော့ကြိုးစားနေတာပဲဗျဒီခါလေးသူ့မောဟိုက်နေပါတယ်ပထမပိုင်းမှာသူအမြင့်ဆုံးနေဖိအားပေးပြီးပြေးတော့နေခဲ့ပါတယ်ဒါစင်မှုတရားအနေနဲ့အဲ့ဒီအခွင့်အရေးတွေလိုအပ်တယ်ဆိုတာကိုခင်ဗျားတို့လည်းသိကြမှာပါသူသာဟတ်ထရစ်တစ်လုံးလောက်သွင်းယူနိုင်ခဲ့မယ်ဆိုရင်ကမ္ဘာအကောင်းဆုံးဟတ်ထရစ်ဖြစ်သွားမှာဗျဒါပေမဲ့အဲ့ဒီမှာရှိနေပြီးတော့သူနဲ့လည်းထိုက်တန်ခဲ့ပါလေပွဲမတိုင်ခင်ခင်ဗျားတို့ပြောခဲ့သလိုပဲသူဂိုးမသွင်းတာအချိန်တော့တော်ကြပါပြီဒီညသူကန်ကောင်းမှုလေးနည်းနည်းလေးတော့လိုအပ်ခဲ့ပြီးအဲ့ဒါကိုသူရောက်ရှိသွားခဲ့တယ်လို့ကျွန်တော်တို့ထင်တာပဲသူတကယ်ကိုထူးချွန်ခဲ့ပါလေဟုတ်ပါတယ်ပြီးတော့သူ့အပေါ်မှာမိခင်ရတဲ့ယုံကြည်မှုကလည်းပါပါလေအသင်းနဲ့ဝင်လာတဲ့လူးဝစ်ကယ်လီကိုလည်းချီးကျူးရမှာပဲသူကအာဆင်နယ်အသင်းအတွက်တိတ်တော့မကစားခဲ့ရပါဘာလို့လဲဆိုတော့ဖူရီကအရန်ကိုကောင်းနေလို့လေဒါပေမဲ့လည်းဘလောက်တောင်ကောင်းတဲ့ဖန်တီးပေးမှုလေဗျာကျွန်တော်တို့လူငယ်စားမတွေပေါ်ထွက်လာတဲ့အကြောင်းကိုပြောကြပါတယ်သူတို့လုံးပြသွားခဲ့ပါတယ်ဟုတ်ပါတယ်တိကျပါပဲနောက်ကလူတယောက်အနေနဲ့ခွင့်တဲ့ဝင်လာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုဖွင့်ပြီးတော့ဖန်တီးပေးလိုက်တဲ့ပုံစံကဝယုံနိုင်ကြောက်ကိုကောင်းလုံးပါလေဗျာအသက်19နှစ်ပြည့်မှာအဲ့လိုလုံးနေတာတကယ်ကိုထူးချွန်ပြောင်းမြောက်ခဲ့ပါလေအတလက်တီကိုမထွေအသင်းကလည်း service တွေနဲ့ပတ်သက်လာရင်အာဆင်နယ်ရဲ့ NAD အကြောင်းကိုလေးနဲ့ထားပြောခဲ့ပေမဲ့ဒီညမှာတော့သူတို့ဘာမှကိုမလုံနိုင်ခဲ့ဘူးနော်ဂါဘရီယယ်က service တွေမှာနေမဟုတ်တော့ဘူးဗျကျွန်တော်ထင်တာတော့သူကလက်ရှိမှာကမ္ဘာဘောလုံးလောကမှာအကောင်းဆုံးဘိုးနောက်ခံလူတယောက်ဖြစ်ခြေစွမ်းကိုပြသနေတာဗျသူ့ရဲ့ဖွဲ့စည်းပုံနဲ့ service တွေကတကယ်ကိုထူးချွန်ပြောင်မြောက်လွန်းနေတယ်ဗျကဲကျွန်တော်တို့ဧည့်သည်တယောက်ဖိတ်ခေါ်ထားတယ်ဗျဘယ်သူဖြစ်မလဲအခုကျွန်တော်တို့အစီအစဉ်ဘေးမှာရောက်နေကဲဖွဲ့သားတွေနှုတ်ဆက်လိုက်ကြပါဦးဟယ်လိုမင်္ဂလာပါဝေးတော့ဘလို့နေတော့မြနှစ်ကိုသွင်းခဲ့တယ်နော်တကယ်ကိုထူးချွန်ပြောင်းမြောက်ခဲ့တာပဲဟုတ်ကဲ့ကောင်းပါလေတကယ်ကိုကောင်းတဲ့ခံစားချက်ပါဆိုတော့ကျွန်တော်တို့ပွဲစဉ်တစ်ချောင်းလုံးကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်အာဆင်နယ်အသင်းအတွက်ချန်ပီယံလိမှာပထမဆုံးနှစ်ကိုသွင်းခွင့်ရတာတကယ်ကိုအံ့ဩစရာကောင်းပါလေခင်ဗျားရောင်းကိုစူးစမ်းနေပေမဲ့အကျိုးရလဒ်ကမရလာတဲ့အခါမှာဘလို့များခံစားရလဲဗျမေးအသင်းကိုကောင်းတဲ့လုပ်ပေးခဲ့ပြီးအခြားစားမတွေကိုအတွင်းကိုဝင်လာခွင့်ပေးတဲ့နေရာမှာတကယ်ကောင်းခဲ့တယ်လို့ကျွန်တော်ပွဲမတိုင်ခင်ကပြောခဲ့ပါတယ်ဒါပေမဲ့မင်းအနေနဲ့ဂိုးတွေမရခဲ့ဘူးဆိုတော့အဲ့ဒီပုံမှာရောမင်းအနေနဲ့ဘယ်လိုများခံစားခဲ့ရလဲဟုတ်ပါတယ်ဘလို့အနေနဲ့ဆိုအသင်းကိုတော့အကျိုးပြုချင်တာပေါ့လေဒါပေမဲ့လည်းပဲတက်စစ်မှုတယောက်အနေနဲ့အများနဲ့ဂိုးသွင်းခြင်းပြီးတော့အဲ့ဒါနဲ့အသင်းကိုအကျိုးပြုချင်တာပေါ့လေအဲ့တော့ဟုတ်ပါတယ်ဒီခါလေးစိတ်ပြက်စရာတော့ကောင်းပါတယ်ဒါပေမဲ့လည်းပဲဆက်ပြီးတော့စူးစမ်းပြီးတော့ယုံကြည်နေဖို့ပဲလိုအပ်ပါတယ်အဲ့ဒါကဖြစ်လာမှာပဲလေဒီနေ့လည်းဖြစ်လာခဲ့တာပဲဆိုတော့အာဆင်နယ်ကိုရောက်လာတော့မတူညီတဲ့နေစနစ်တွေမတူညီတဲ့လေနဲ့အသားအကြောက်အောင်ဘလို့များလုပ်ခဲ့ရလဲဗျဟုတ်ကဲ့ခင်ဗျားကလည်းလွန်ညီတွေဖြစ်အောင်တော့နေရတာပေါ့ဗျာကစားမတွေကစားကွက်နဲ့ကျွန်တော်တို့ကစားခြင်းတဲ့ပုံစံတွေကိုသိလာရတယ်လေအဲဒီတော့ဟုတ်ပါတယ်ကွဲပြားပြီးတော့လည်းလွန်ညီတွေဖြစ်အောင်တော့နေရတာပေါ့လေ
အချိန်နဲ့တော့ယူရပါတယ်ဒါပေမဲ့လည်းပဲအဆင်ပြေနေပြီလို့ကျွန်တော်ခံစားရပါတယ်ကျွန်တော်တို့လောကတဲ့ခြေစွမ်းတွေမှာလည်းအဲ့ဒါကိုမြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ခံစားချက်ကတော့တကယ်ကိုကောင်းနေပါတယ်ခင်ဗျားတို့ service တွေအပေါ်မှာဘယ်လောက်ထိအချိန်ပေးခဲ့လဲလို့မေးလို့ရမလားဘာလို့လဲဆိုတော့ service တွေကတကယ်ကိုမယုံနိုင်လောက်အောင်ကိုကောင်းနေလို့ဗျာအဲ့ဒါကတကယ်ကိုလေးရဝက်ချက်လက်နဲ့တစ်ခုပဲတော့ဒါပေါ့ကျွန်တော်တို့အချိန်နဲ့တော့ပေးပါတယ်ဘာတွေလိုလဲဆိုတာကိုတော့အတိအကျတော့မပြောတော့ပါဘူးဗျာဒါပေမဲ့ဟုတ်ပါတယ်ကျွန်တော်တို့လေ့ကျင့်ပါတယ်ကျွန်တော်တို့ကောင်းကောင်းလုပ်နိုင်ပြီးတော့အဲ့ဒီအရာတွေပေါ်မှာတကယ်ကိုကောင်းကောင်းပြင်းပြတဲ့စိတ်ရှိကြတယ်လို့ထင်ပါတယ်ကဲဆိုတော့တရားတွေခင်ဗျာမေးခွန်းတစ်ခုလောက်တော့မေးမယ်ဆိုတော့ကျွန်တော်သိနေတော့ခင်ဗျာဝင်ပြောဖို့စောင့်နေတာလဲကြားနေရမှာဆိုတော့ဘာများမေးချင်တော့ဗျာပထမဆုံးအနေနဲ့ငါရဲ့စီရင်စကားကိုတော့မင်းနားလေလာတော့မသိဘူးကြည့်ရအောင်ပါငါနည်းနည်းနိုင်ငံတကာဆန်တယ်ကွာပထမဆုံးအနေနဲ့မင်းအင်တယ်လီလူမျိုးမလားနှစ်ကူးနဲ့နိုင်ပွဲအတွက်ဂုဏ်ယူပါတယ်မင်းအတွက်ရောအာဆင်နယ်အတွက်ရောဘလို့ယာဒီကကောင်းမတဲ့ယာဒီတကူဖြစ်လဲဆိုတာကိုငါမေးချင်တယ်ကွာဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော်တို့စူပလာတွေယူချင်တယ်ဗျာအဲ့ဒါကကျွန်တော်တို့ရဲ့စံနာဖြစ်ပြီးအရေးကြီးဆုံးသောအရာပါပဲဟုတ်ပါတယ်ကျွန်တော်တို့ဂိုးတွေနဲ့အသင်းကိုအကျိုးပြုခြင်းပြီးတော့ကျွန်တော်ရဲ့ကစားပုံကိုလည်းတိုးတောင်တော့ကျွန်တော်လုပ်ချင်ပါတယ်ဒါဆိုရင်လေးနဲ့ချန်ပီယံလိပေါ့အဲ့ဒါဆိုအဆင်ပြေလားငါတို့အရန်များများတောင်းနေတာမျိုးလားဒါပေါ့ကျွန်တော်တို့လည်းအဆင်ပြေပါတယ်ဝေါကျေးဇူးပဲကွာကျေးဇူးပဲဗီဒါကြီးမင်္ဂလာပါဆိုတော့အာဆင်နယ်ကိုရောက်လာတဲ့အပြင်ခင်ဗျားရဲ့ကျောင်းနာမည်ဆက်လေးအကြောင်းကိုလည်းမေးချင်တယ်ဗျဆိုတော့အဲ့ဒါကအာဆင်နယ်ရဲ့အရန်ကိုနာမည်ကြီးတဲ့ဂျာစီတစ်ခုလေဆိုတော့အဲ့ဒီဂျာစီရဲ့အရှိန်အဝါကိုခင်ဗျားလည်းသိမှာပါဆိုတော့အာဆင်နယ်ကိုရောက်လာတဲ့ PR ဂိုးတွေသွင်းပြီးတော့အကြီးမားဆုံးသောစူပလာတွေရယူရမယ့်လူအဖြစ်မြင်ခံရတဲ့ PR တွေအပြင်ဒီဘက်ဘေးကလူကြီးဖြစ်တဲ့တရားရီအွန်နရီရဲ့နာမည်ကြီးဂျာစီကိုဝတ်ဆင်ရတာဘလို့များခံစားရလဲဗျရိုးသားပြောရင်တော့ခံစားချက်ကအယောင်ကိုကောင်းပါတယ်ဒီဂျာစီထဲမှာဂိုးတွေအများကြီးရှိပြီးတော့နောက်ထပ်ဂိုးတွေလည်းအများကြီးလာပေါင်းမယ်လို့ကျွန်တော်ခံစားပါတယ်ဟုတ်ကဲ့တကယ်အံ့ဩစရာကောင်းပါတယ်ဗျာဒါဆိုဗီဒါကြီးအဲ့ဒီဂျာစီကိုမင်းကိုယ်တိုင်ပဲရွေးခဲ့တာလားဘာလို့လဲဆိုတော့မင်းအဲ့ဒီတောင်ကိုလိုချင်တာကိုတရားရီတွေရဲ့ကြောနံပါတ်ကိုလိုချင်တာမျိုးလားရိုးသားပြောရင်တော့ရွေးချယ်စရာဂျာစီနံပါတ်တွေကတော့တိတ်တော့မကြမ်းတော့ဘူးဗျဒါပေမဲ့အဲ့ဒီနံပါတ်ကရနိုင်တယ်ဆိုတာကိုမြင်လိုက်တော့အဲ့ဒါကိုယူဖို့ကတကယ်ကိုကြီးမားတဲ့ဂုဏ်ယူမှုတစ်ခုပါပဲကံမကောင်းဆောင်နေပဲကျွန်တော်မာတရားရီရဲ့နံပါတ်ကမရှိခဲ့ဘူးဗျအဲ့တော့သူ့ကိုအဆင်ပြေလားလို့မမေးနိုင်ဒါပေမဲ့လည်းပဲကျွန်တော်ယူလိုက်ပါလေကျွန်တော်အတွက်တကယ်ကိုကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါပဲပထမဆုံးအနေနဲ့ဗီဒါကြီးနံပါတ်14ကငါနံပါတ်မဟုတ်ဘူးပါအဲ့ဒါကငါသုံးခဲ့တဲ့နံပါတ်တစ်ခုပဲမင်းယူလိုက်ပါကျေးဇူးပြုပြီးတော့အဲ့ဒါကိုဂုဏ်ပြုလိုက်ပါဂိုးတွေသွင်းပါအဲ့ဒါပဲငါတို့လိုတာပါမင်းငါနံပါတ်ကိုလိုချင်တော့ရပါတယ်နောက်မှပဲ Instagram ကနေပို့ပေးလိုက်ပါမယ်ကဲကောင်းပါပြီမင်းမပြန်ခင်လေးဒီအစီအစဉ်ဘလို့လုံးလုံးလဲဆိုတာကိုမင်းသိမှာပါတရားရီကိုမထက်နဲ့နော်ဒီအစီအစဉ်မှာမင်းအကြိုက်ဆုံးကဘယ်သူလဲကွာခင်ဗျားတို့နည်းနည်းတော့စိတ်မကောင်းဖြစ်မိလိမ့်မယ်ဗျဘာလို့လဲဆိုတော့ခင်ဗျားစတူဒီယိုမှာအရန်ခုံထိုင်ခဲ့ရလို့လေအဲ့တော့ဒီကတော့ခင်ဗျားကိုပဲကြုတ်ရွေးလိုက်မယ်ဗျာ Oh my god ဒါလေတိတ်တော့အဆင်မပြေဘူးပေါ့ဗျာဗေဒါကြီးခင်ဗျားအချိန်ပဲချိန်မဆိုပြန်လာခဲ့လို့ရပါတယ်ခင်ဗျားကိုရတဲ့အတွက်ကျွန်တော်တို့အရန်ကိုပြောပါတယ်ကျေးဇူးလည်းတင်ပါတယ်ကဲပရိသတ်များတို့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ